ဒီကကျတော့အချင်းကြီးရောအဆိုရပြည့်စလေးဖို့ကိုညီမလေးငယ်ငယ်လေးကြောင့်လည်းပြောပြီးဆိုချင်ပါတယ်မနေ့ကသုံးလဆိုတဲ့စီးရီးဆိုလို့အတွက်စစ်စစ်ကောင်းတဲ့ညီမလေးကြောင့်ဖိတ်ချင်ပါတယ်လာဒီလေးတွေကြောင်းရတယ်โอเคဒီလေးအသက်ဘယ်လိုရှိလဲအာအမေနဲ့သမီးဖြစ်နေတယ်